အားလုံးပဲမင်္ဂလာပါရှင်အခုချက်ပြမယ့်အရာလေးကတော့ rainbow vegetable stew လို့ပြောတဲ့တက်တန်ရောင်ဟင်းသီးဟင်းရွက်ဟင်းရည်ဟင်းလေးဖြစ်ပါတယ်အဲ့တော့ရေတက်တွေအများကြီးလိုအပ်တယ်အခုလို၆သွေးတဲ့ရာသီမှာဒီရာသီပေါ်တဲ့ဟင်းသီးဟင်းရွက်ကလေးတွေကိုကျမတို့သေချာချက်ပြုတ်ပြင်ဆင်မှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းတွေကတော့ဖယုံသီးဖြစ်ပါတယ်ဖယုံသီးမှာပါဝင်တဲ့အာဟာရတွေကတက်ထုတက်အားဖြင့်ဆိုလို့ရှိရင်အများကြီးပါတယ်ကယ်လ်ဆီယမ်မက်ဂနီဆီယမ်ပိုတက်ဆီယမ်ဆိုဒီယမ်မက်ဂနီစ်အိုင်ရွန်အိုင်အိုဒင်းအစရှိသဖြင့်ဗီတာမင်တွေလည်းအများကြီးကျွမ်းဝပါတယ်ဖယုံသီးထဲမှာရှိတဲ့ဖယုံစီဟာဆိုရင်အိုမီဂါ3နဲ့အိုမီဂါ6တွေအများကြီးပါတဲ့အတွက်တရေစာအဖြစ်စားလို့ရပါတယ်အဲ့တော့ဒီဖယုံသီးလေးနဲ့အတူတွဲဖက်ပြီးလိုက်တဲ့အသီးရွက်တွေကတော့ဒီရာသီပေါ်တဲ့မုံလာဥအဖြူလေးတွေဖြစ်ပါတယ်မုံလာဥအဖြူလေးတွေကဆိုလို့ရှိရင်လည်းအင်မတန်မှရေတက်တွေကျွမ်းဝပြီးတော့ဝယ်ရတာလည်းလွယ်ကူတယ်စားရတာလည်းအင်မတန်မှနူးညံ့တဲ့ရာသီပေါ်သီးဟင်းသီးဟင်းရွက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကစွန်းဥလေးဖြစ်ပါတယ်ကစွန်းဥမှာမှကစွန်းငချိလို့ခေါ်တဲ့ကစွန်းခရမ်းရောင်လေးတွေကိုရွေးပြီးတော့ကျမတို့ချက်ပါမယ်ဒီလိုကစွန်းဥလေးမှာဆိုလို့ရှိရင်ကစွန်းဥကအာလူးတက်စားလို့ရှိရင်သူကစီးကြိုသမားတွေပါကစွန်းဥလေးတွေဆိုရင်စားလို့အတွက်တဲ့ပါတယ်အဲ့တော့နောက်တစ်ခုသူနဲ့တွဲပြီးတော့ကျမတို့မုံလာဥအနီလေးတွေနဲ့မုံလာဥအနီပေါ့နော်အဲ့တော့မြေအောက်မှာဥတဲ့ဥတွေဖြစ်တဲ့မုံလာဥအဖြူတို့မုံလာဥအနီတို့ဆိုတာတွဲပြီးတော့ချက်လို့ရှိရင်အာဟာရတဲ့ပို့ပြီးပြည့်ဝသလိုစားရတာလည်းပို့ပြီးတော့စားလို့ကောင်းပါတယ်နောက်တစ်ခုကကြတော့ကျမတို့ဒီကော်တခါးသီးပေါ့နော်ကော်တခါးသီးရှမ်းပြည်မှာစိုက်တယ်မြို့မြို့ပတ်ဝန်းကျင်မှာလည်းစိုက်တယ်ကော်တခါးသီးလေးတွေကိုလည်းကျမတို့ထည့်ပြီးချက်ပါမယ်သူနဲ့အတူတူအာဟာရလည်းတူအရသာလည်းတူတဲ့အားလုံးလက်လန်းမိတဲ့ဘူးသီးပေါ့နော်ဘူးသီးလေးကိုလည်းကျမတို့ဒီထဲမှာထည့်ပြီးချက်ပါမယ်ဘူးသီးလေးထည့်ချက်မယ်နောက်ပြီးရင်ကြတော့အသားဓာတ်တွေတိုးစေဖို့ဗီတာမင်တွေတိုးစေဖို့အတွက်ပဲဒီစိမ်းပဲတောင်ရှည်အစိမ်းလေးတွေကိုလည်းဒီထဲမှာထည့်ပြီးတော့ချက်ပါမယ်ရှင်ခရမ်းရောင်အနေနဲ့ကတော့ခရမ်းသီးလေးတွေကိုပပလေးတွေလှီးပြီးထည့်ချက်ပါမယ်အနီရောင်အဖြစ်နဲ့တော့ခရမ်းကျင်သီးလေးတွေကိုဟင်းအိုးလေးကျက်သွားတဲ့အချိန်မှာအပေါ်ကနေအုပ်ပြီးတော့ထည့်ပါမယ်နောက်ပြီးလို့ရှိရင်ဒီဟင်းလေးတွေကိုအပေါ်ကနေပြီးတော့အနံလေးမှုေးသွားအောင်လို့ကျမတို့နံနံမင်လေးတွေကိုဟင်းရည်ကျက်တဲ့အခါအပေါ်ကအုပ်ပါမယ်ဟင်းခတ်အမွေးကြိုင်နေကြတော့ကျက်သွန်ဒီလေးတွေထည့်ပါမယ်ကျက်သွန်ဖြူလေးထည့်ပါမယ်ပြီးလို့ရှိရင်အင်မတန်မှအာဟာရပြည့်ကျန်းမာရေးအတွက်ကောင်းစေတဲ့ဂျင်းလေးလက်ဆက်ကလေးကိုလည်းတပြားရိုက်ပြီးတော့ထည့်ချက်ပါမယ်နောက်ထပ်ဟင်းခတ်အမွေးကြိုင်တစ်ခုအနေနဲ့စနွင်းမုံလေးတွေကိုလည်းကျမတို့ထည့်ပြီးချက်ပါမယ်စားလေးကတမုံနှစ်မုံထည့်ပါမယ်ငရုတ်ကောင်းလေးတွေကိုကြိုက်သလိုထည့်ပြီးကျမတို့စားပါမယ်ဒီတစ်ခါမှာတော့ကျမတို့သူ့ကိုစီလေးနဲ့တန်လွင်စီရှိရင်တန်လွင်စီမြေပဲစီရှိရင်မြေပဲစီတန်တန်လေးနေကြစီရှိရင်လည်းနေကြစီဟင်းသီးဟင်းရွက်စီရှိရင်လည်းရှိတဲ့စီပေါ့နော်စီလေးနည်းနည်းနဲ့ကျမတို့ချက်ပါမယ်အဲ့တော့ဒါလေးကတော့ the rainbow vegetable stew လို့ပြောတဲ့တက်တန်ရောင်စုံရှိနေတဲ့ဟင်းသီးဟင်းရွက်ကလေးတွေကိုအခုဒီမှာဆိုရင်6မျိုးတောင်ပါတယ်ပေါ့နော်ဒါလေးနဲ့ကျမတို့အရေးဆက်ချင်းလေးနဲ့ဟင်းလေးကိုချက်ပြမှာဖြစ်ပါတယ်စီလေးအပူပေးပါမယ်အဲ့တော့ဒီစီလေးပွင့်သွားအောင်လို့ကျမတို့စနွင်းမုံလေးကိုနည်းနည်းထည့်ပါမယ်စနွင်းမုံလေးကိုလက်ဖက်စားစွန်းလေးနဲ့တဝက်လောက်စွန်းပြားလေးထည့်ပါမယ်အဲ့ဒီတပြိုင်တည်းမှာပဲလှီးထားတဲ့ကျက်သွန်ဒီလေးတွေကျက်သွန်ဖြူလေးတွေကျင်းလေးတွေထည့်ပါမယ်အဲ့တော့ဟင်းသီးဟင်းရွက်တွေကိုချက်ပြီးဆိုလို့ရှိရင်ပထမဆုံးအနေနဲ့မားတဲ့ဟင်းသီးဟင်းရွက်တွေကိုအရင်ထည့်ရပါတယ်။တအိုးထဲမှာဟင်းသီးဟင်းရွက်တွေအကုန်လုံးကိုပြုံထည့်မယ်ဆိုလို့ရှိရင်နူးညံ့တဲ့ဟင်းသီးဟင်းရွက်ကလေးတွေကနူးအိပြီးတော့သူ့ထဲမှာပါတဲ့အထူးသဖြင့်တက်ထုဓာတ်တွေကဓာတ်ပြဲပြီးတော့အကုန်လုံးကိုမရရှိနိုင်ဘူးပေါ့နော်။ဒါဆိုရင်စီလေးပူလာတာနဲ့ကျက်သွန်ဒီဂျင်းလေးရဲ့အနံလေးကမှုေးပြီးထွက်လာပါပြီ။ဒီချိန်လေးမှာကျမတို့ကငရုတ်ကောင်းလေးပေါ့နော်။ငရုတ်ကောင်းလေးကိုနည်းနည်းလေးထည့်ပါမယ်။အဲ့တော့ပုံမှန်ဆိုလို့ရှိရင်အသားတွေငါးတွေချက်တဲ့အချိန်မှာလူတွေကစနွင်းသုံးပေမဲ့ဟင်းသီးဟင်းရွက်တွေချက်တဲ့အချိန်မှာစနွင်းကိုသုံးထားမရှိကြပါဘူးအဲ့တော့စနွင်းကအင်မတန်မှအာနိသင်ကောင်းတဲ့ဟင်းခတ်အမွေးကြိုင်တစ်ခုဖြစ်သလိုအာဟာရတွေကျွဲဝါတဲ့အပြင်လူရဲ့ကျန်းမာရေးတွေလည်းအများကြီးအထောက်အကူပြုပါတယ်ဒါကြောင့်မို့လို့စနွင်းကဒါသုံးသင့်တဲ့ထဲမှာပါပါတယ်အဲ့တော့အခုမာတဲ့ဟင်းသီးဟင်းရွက်အနေနဲ့ပထမဆုံးအနေနဲ့ကျမတို့မှာကစွန်းဥရှိပါတယ်ကစွန်းဥခရမ်းရောင်လေးတွေကိုထည့်ပါမယ်ဖယုံသီးလေးတွေကိုထည့်ပါမယ်ရောင်းမလေးနဲ့အသားလေးမှုေးပေးပါမယ်ဟောတခါသီးလေးကိုထည့်ပါမယ်ပြီးရင်ဘူးသီးလေးကိုလည်းတစ်ခါလေးထည့်ပါမယ်ဒါ
ဒါလေးတွေကိုတမသွားအောင်လို့ညံ့ညံ့တက်တာလေးဖြစ်သွားအောင်ညင်ညင်တတလေးနဲ့မှွေပေးပါမယ်ပြီးလို့ရှိရင်အဖုံးလေးခဏအုပ်ထားပေးပါမယ်ပြီးလို့ရှိရင်ဒီထဲကိုနောက်ထပ်ဟင်းရွက်တစ်ခုဖြစ်တဲ့မုံလာဦးအဖြူလေးတွေထည့်ပါမယ်မုံလာဦးအနီလေးတွေလည်းထည့်ပါမယ်ပြီးလို့ရှိရင်ခရမ်းသီးလေးကိုလည်းထည့်ပါမယ်ပြီးရင်နှံ့သွားအောင်လို့မှွေပေးပါမယ်ဟင်းဒီဟင်းရွက်ကလေးတွေကယာတီလိုက်ပေါ်တာဖြစ်တဲ့အတွက်အင်မတန်မှလက်ဆက်တဲ့အတွက်အခုလိုချက်ပြုတ်တဲ့နေရာမှာအရန်ကိုအာဟာရတွေနဲ့ပြည့်ဝပါတယ်လူတွေကိုစားခြင်းစိတ်ဖြစ်လာအောင်ဆိုလို့ရှိရင်စောစောကလို့ကျမပြောတဲ့ကျက်သွန်ပြူကျက်သွန်နီချင်းအစားရှိသဖြင့်ဒီလိုဟင်းကပ်အမွှေးကြိုင်လေးတွေကိုထည့်ပြီးသုံးမယ်ဆိုရင်သူကအကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ်အဖုံးလေးခဏအုပ်ထားမယ်အဲ့တော့ဟင်းဒီဟင်းရွက်ကလေးတွေကိုအစင်လိုက်ထည့်ခြင်းကြောင့်ဘယ်ဟင်းဒီဟင်းရွက်ကမှနူးဤလည်းမသွားဘူး overcook လို့ပြောတယ်ဟင်းချက်လွန်တာလည်းဖြစ်မသွားဘူးပေါ့နော်ကဲအခုတော့ပဲဒီစိမ့်လေးတွေကိုထည့်ပါမယ်သူနဲ့အတူနောက်ထပ်မုံညင်းစိမ့်ရွက်ကလေးတွေကိုလည်းတစ်ခါတည်းထည့်ပါမယ်အရန်ကိုမှုေးနေပါပြီအဖုံးလေးခဏအုပ်ထားပါမယ်ဟင်းရွက်ကလေးတွေကိုဒီလိုလေးတမအောင်မှွေပြီးပြီဆိုလို့ရှိရင်ကျမတို့ရေလေးနည်းနည်းထည့်ပါမယ်ငရုတ်သီးစိမ့်လေးကိုလည်းအရသာလေးဆက်ဆက်ကလေးဗီတာမင်စီကျွဲသွားတဲ့ငရုတ်သီးစိမ့်လေးကိုလည်းနည်းနည်းလေးထည့်ပါမယ်ပြီးရင်အဖုံးလေးဖုံးပြီးတော့ခဏလေးနှက်ထားပါမယ်ဒီလိုဟင်းသီးဟင်းရွက်တွေဆိုတာအစိမ်းအောင်စားလို့ရတာဖြစ်တဲ့အတွက်မီးဖို့ပေါ်မှာ12မိနစ်ကနေ15မိနစ်ဆိုတာထန်ကုန်မဲ့ချက်ရမှာဖြစ်ပါတယ်ဟင်းသီးဟင်းရွက်တွေကိုအကြာကြီးမချက်သင့်ပါဘူးအကြာကြီးချက်ချင်းကြောင့်သူ့မှာရှိတဲ့သတ္ထုဓာတ်တွေအထူးသဖြင့်အကုန်လုံးပြိုကွဲပြီးတော့အာဟာရဓာတ်တွေကိုအမြင့်ဆုံးအထိမရရှိနိုင်တော့ပါဘူးဒါကြောင့်မို့လို့အစိမ်းစားလို့ရမယ့်ဟာတွေဆိုလို့ရှိရင်အစိမ်းစားခြင်းကပိုကောင်းပါတယ်တိတိကျကျရေနဲ့ဆင်အောင်တော့ဆေးပြီးစားသင့်ပါတယ်အစိမ်းစားလို့မရအောင်မီးပေါ်မှာတည်ပြီးတော့အစိမ်းကြော်ကြောမယ်ဆိုရင်လည်း9မိနစ်နဲ့9မိနစ်လောက်ဆိုရင်စားလို့ရပါပြီအခုလိုအရေးလေးနဲ့ချက်စားမယ်ဟင်းဆိုလို့ရှိရင်လည်းထန်ကုန်15မိနစ်ဆိုလို့ရှိရင်ဒါစားလို့ရတဲ့အခြေအနေကိုရောက်နေပါပြီအသီးရွက်တွေကိုတစ်ခုတည်းစားသုံးခြင်းဆိုရင်အာဟာရကလုံလောက်အောင်မရပါဘူးအခုလိုမျိုးစုံနေအောင်စားလိုက်တော့မှသာလျှင်ခုနပြောတဲ့ဗီတာမင်ကလည်း A B C D E K အကုန်ရမယ်တတ်ထုတက်အားဖြင့်လည်း A ကနေ Z အထိအကုန်လုံးရရှိတဲ့အတွက်ကျမတို့ခန္ဓာကိုယ်ကြီးမှာလိုအပ်နေတဲ့မျက်စိအတွက်သပင်အတွက်သွားအတွက်ခန္ဓာကိုယ်အယိုးအကြောတွေအတွက်အသွေးအသားတွေအတွက်အားလုံးအတွက်လိုအပ်တဲ့စွမ်းအင်တွေခန္ဓာကိုယ်ကြီးအုံနှောက်ကိုသတင်းပို့ဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့အရာတွေအားလုံးကိုကျမတို့ခုလိုစုံအောင်စားမှရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ခရမ်းကျင်သီးလေးတွေကိုထည့်မယ်နနံပင်လေးကိုအပေါ်ကနေအုပ်မယ်ပြီးလို့ရှိရင်ကျမတို့သီးဆုံဟင်းလေးကိုမီးလေးပိတ်ပြီးတော့ခဏလေးနှက်ထားလိုက်မယ်ရန်ကိုမှုကြိုင်နေပါပြီအယောင်အသွေးအားဖြင့်လည်းစုံလင်စွာနဲ့အရန်ကိုမှုကြိုင်လက်ဆက်တဲ့ကျမတို့ရဲ့သက်တန့်ရောင်သီးဆုံဟင်းလေးဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်မှုကြိုင်နေပြီးတော့အာဟာရတွေနဲ့ပြည့်ဝတယ်တက်တန်ရောင်သီးစုံဟင်းလေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒါကြောင့်မို့လို့ကျမတို့ကထပ်ထည့်တဲ့ပစ္စည်းတွေဖြစ်တဲ့ငပြားရည်တို့အချိုမှုန့်တို့ဟင်းခတ်မှုန့်တို့ဘာမှမပါဘဲနဲ့ကျက်သွန်ပြူကျက်သွန်နီဂျင်းစပလင်အစရှိတာလေးတို့အသီးအရွက်10မျိုးနဲ့ချက်ထားတဲ့သီးစုံတက်တန်ရောင်သီးစုံဟင်းလေးဖြစ်ပါတယ်။သူကကယ်လိုရီအားဖြင့်ဆိုလို့ရှိရင်ကယ်လိုရီ100ပဲရှိပါတယ်။ပြီးလို့ရှိရင်အာဟာရအားဖြင့်တော့လူတစ်ယောက်ထမင်းနေဟင်းနေနဲ့တပကံကြီးစားတာနဲ့ညီမျှတယ်အသားဓာတ်ကစီဓာတ်တတ္ထုဓာတ်နဲ့ဗီတာမင်တွေကျွဲဝတဲ့ဒီလိုမျိုးသီးစုံဟင်းလေးတစ်ခွက်ကိုနေကင်းစာပဲဖြစ်ဖြစ်ညစာပဲဖြစ်ဖြစ်သုံးဆောင်မယ်ဆိုလို့ရှိရင်လူတွေကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရတွေနဲ့ကျွဲဝတဲ့ပြည့်စုံနေတဲ့ဟင်းလျာလေးတစ်ပွဲပဲဖြစ်ပါတယ်ရှင်